ဘတ်ဆိုတာလှုပ်ဆောင်မှုသို့မဟုတ်အခြေအနေကိုဖော်ပြပြီး sentence ထဲမှာ subject အလုပ်ကိုပြည့်စုံအောင်လုပ်ပေးတယ်။ဥပမာ She runs every morning. Run ကအရှင်ဘတ်ဖြစ်တယ်။ I am happy. M က state ဘတ်ဖြစ်တယ်။ဘတ်တွေကို5မျိုးခွဲနိုင်တယ်။အရှင်ဘတ် state ဘတ် happy ဘတ် transitive ဘတ် intransitive ဘတ်။အရှင်ဘတ်က subject ရဲ့လှုပ်ဆောင်မှုကိုဖော်ပြတယ်။ noun နဲ့ pronoun နောက်မှာသုံးတယ်။ She runs fast. Runs ကအရှင်ဘတ်ဖြစ်တယ်။ They play football. Play ကအရှင်ဘတ်ဖြစ်တယ်။ state ဘတ်က subject ရဲ့အခြေအနေသို့မဟုတ်ဖြစ်နေမှုကိုဖော်ပြတယ်။ I know the answer. Know က state ဘတ်ဖြစ်တယ်။ She is happy. Is က state ဘတ်ဖြစ်တယ်။ happy ဘတ်က main ဘတ်ကို support လုပ်ပြီး tense ကိုဖော်ပြတယ်။ She is running. Is က happy ဘတ်ဖြစ်ပြီး main ဘတ် running ကို support လုပ်တဲ့ continuous tense ကိုဖော်ပြတယ်။ They have eaten. Have က happy ဘတ်ဖြစ်ပြီး main ဘတ် eaten ကို support လုပ်တဲ့ present perfect tense ကိုဖော်ပြတယ်။ transitive ဘတ်က object တစ်ခုလိုအပ်ပြီး object လိုမလို့ဘတ်ကိုဘသူကိုဘာကိုစကားလုံးနဲ့စစ်ဆေးပြီးအဓိပ္ပာယ်ရှိရင် object လိုတယ်။ She reads a book. Reads က transitive ဘတ်ဖြစ်ပြီး object လိုတယ်။ intransitive ဘတ်က object မလို့ She sleep. Sleep က intransitive ဘတ်ဖြစ်ပြီး object မလို့ဒီလိုဘတ်မျိုးတွေကိုနားလည်ခြင်းဖြင့် sentence များကိုကျွမ်းကျင်စွာဖန်တီးနိုင်ပြီးအင်္ဂလိပ်စာကြောင်းများကိုနားလည်မှုပိုကောင်းလာပါလိမ့်မယ်။